ကိုကြည့်ပြီးတခါတလေငါလှပါမလားလို့တန်တရားဝင်ဘူးလားဒီခန်းစားချက်ဟာကိုတယောက်တည်းခန်းစားရတာမဟုတ်ပါဘူး standard စံနှုန်းတွေပုံပန်းသဏ္ဍာန်တွေကို perfect beauty ဆိုတဲ့ society ကသတ်မှတ်ထားတဲ့ထောင်ချောက်ထဲကနေလွတ်မြောက်ဖို့လိုနေပါပြီဒီနေ့မှာတော့ she works ကကိုချစ်ဖို့ကိုယ့်ရဲ့ imperfection တွေကိုလက်ခံပြီးခိုင်မာတဲ့ positive self image အပြုသဘောဆောင်တဲ့ကိုယ်ပိုင်ပုံရိပ်ကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာကို sharing လေးပြုလုပ်ပေးသွားမှာပါအစစ်တစ်အနေနဲ့ငါကိုငါတန်တရားဝင်နေပြီဆိုတဲ့အတွေးကိုဖျောက်ပါတန်တရားဝင်တဲ့အတွေးတစ်ခုဝင်လာတာနဲ့ဒီအတွေးကငါစီလာလားဒါမှမဟုတ် society ကသတ်မှတ်ထားတဲ့ standard တစ်ခုကြောင့်ဖြစ်လာတာလားလို့မေးခွန်းထုတ်ပါအစိုးမြင်စကားကိုအကောင်းမြင်စကားနဲ့ချက်ချင်းအစားထိုးပါဥပမာငါအရေးပြားကအပြစ်အနာစာတွေများတဲ့ကိုငါအရေးပြားကငါရဲ့အားသာချက်လို့အစားထိုးလိုက်ပါအစစ်နှစ်အနေနဲ့ imperfection ဆိုတာစွမ်းဆောင်မှုပါကဘာပေါ်မှာဘဲအရာမှစက်ရုပ်လိုပြည့်စုံဖို့မလိုပါဘူးကိုယ့်ရဲ့ထူးခြားတဲ့အားနည်းချက်အမှတ်သားတွေကကိုယ့်ရဲ့ signature ပါအဆင့်3အနေနဲ့တင့်ရဲ့မြင်ချက်များကိုမှတ်တမ်းတင်ပါကိုမလုံနိုင်ဘူးဆိုတဲ့ self doubt ကိုတန်တရားဝင်လာတဲ့အခါကိုယ့်ရဲ့အစွမ်းစားနဲ့တန်ဖိုးတွေကိုသတိရဖို့လိုပါတယ်မနေ့ကဒီလဒါမှမဟုတ်ဒီနှစ်အတွင်းမှာတင့်အောင်မြင်ခဲ့တဲ့တင်းငယ်တဲ့အရာတွေအပါအဝင်အချက်3ချက်ကိုချရေးကြည့်ပါဥပမာမနက်စောစောထနိုင်တာတငယ်ချင်းကိုကူညီနိုင်ခဲ့တာအလုပ်တစ်ခုပြီးမြောက်ခဲ့တာကိုမှတ်တမ်းတင်ပါအလားဆိုတာအပြင်ပုံပန်းသဏ္ဍာန်ကမဟုတ်ပဲကိုယ့်ရဲ့ self respect ကိုတန်ဖိုးထားမှုနဲ့ self confidence ကိုယုံကြည်မှုကနေလာတာပါသင်ဟာအရှိအတိုင်းလဲလှပပြီးတန်ဖိုးရှိပါတယ် she works ရဲ့ဒီမျှဝေမှုတွေကိုစိုင်းတဲ့တပ်ပါက like and share လုပ်ပေးကြပါနော်